ဒီကနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့တာမန်ရှင်းလင်းတင်ပြချက်မျိုးလုံးဝမဟုတ်ပါဘူး။မိပုံပွဲပေးမှာထိုင်ပြီးနားထောင်ရမယ့်သွေးပစ်စရာဇလန်တပုံလို့ဆိုရမှာပါ။တမိုင်းရဲ့အမောင်မိုက်ဆုံးအချင်းကာလတစ်ခုစီကိုတွားကြရအောင်။ဒါကတော့အနက်ရောင်ရထားရဲ့နောက်ဆုံးခီးပါ။အပြစ်မှဘလော့ပဲဆုညံနေပါစေအခုအတန်းတိတ်ပြီးတော့ဒီဇလန်ထဲကိုအပြည့်အဝစီးမြော့ကြည့်လိုက်ကြရအောင်။1930ဒုတိယကမ္ဘာစစ်ကြီးအပြင်းထန်ဆုံးအချိန်ပေါ့ဒီခုနှစ်ကိုကြားလိုက်တာနဲ့တင်စစ်ပွဲရဲ့အနိဋ္ဌာယုံတွေကိုတမ်းပြီးမီးညောင်လာမိကြမှာအမှန်ပါပဲဒီအချိန်မှာပဲဂျပန်တပ်တွေဟာမြန်မာနဲ့ထိုင်းကိုဆက်သွယ်ပြီးမဲ့ယထာလမ်းကြီးတစ်ခုကိုစတင်ဖောက်လုပ်ခဲ့ပါပဲဒါရိုးရှင်းလက်လမ်းဖောက်လို့ရရှိမှန်ကိန်းတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးတေမင်းယထာလန်သူ့မဟုတ် Death Railway လို့လူသိများတဲ့ DC မန်ငင်းဟာထိုင်းနိုင်ငံကန်ချနဘူရီတောနချီထမှာဖောက်လုပ်ခဲ့တာပါတကယ်ငယ်ရဲခမ်းမှာပဲအလုံသမားတွေဟာအစာရေစာပြက်လက်မှုဆိုးရွားတဲ့ယောဂဗျာဒီကြားမှာအသက်လူပြီးရုန်းကန်ခဲ့ကြရတယ်အဆိုးဆုံးကတော့တချို့ဆိုရင်အသက်ရှင်လျက်နဲ့တောင်မြေမြုပ်ခံခဲ့ကြရတယ်ဆိုတဲ့မှတ်တမ်းတွေရှိနေပါတယ်ဒီလိုခြောက်ခြားဆရာကောင်းလွန်းတဲ့သမိုင်းကြောင်းကနေအခုကျွန်တော်တို့ဆက်ပြောမယ့်အဖြစ်အပျက်ဒီစတင်လာတာပါပဲဒီကိန်းကနန်းကိုတေချာကြည့်ကြည့်ပါတသိန်းကျော်လူပေါင်းတသိန်းကျော်ပါတာမန်ကိန်းကနန်းတစ်ခုမဟုတ်ဘူးနော်ဒီတေမင်းယထာလန်ဖောက်လို့မှုအတွင်မှာဆိုးဆိုးရွားရွားတည်ဆုံးရဟရသူတွေရဲ့အရေးအတွက်ဖြစ်ပါတယ်ဒီလောက်များများလာတဲ့အသက်ဝိညာဉ်တွေဟာအခုချိန်ထိဒီတောနှစ်ကြီးထဲမှာပိတ်မိနေတော့များလားဆိုတာတွေးကြည့်ရင်ကြော်ချမ်းစရာပါဒီအဖြစ်ဆိုးကြီးကနေပေါ်ထွက်လာတဲ့အလွန်ထိတ်လန့်စရာကောင်းတဲ့ပြောစမှတ်တွေအများကြီးရှိနေပါတယ်တမိုင်းမှာအလူတမောက်တွေတည်ဆုံးခဲ့တယ်ဆိုတာကအမှန်တရားပါပဲဒါပေမဲ့ဒေတာကန်ဒီကြားမှာပေါ်ပိုပြီးထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုရှိနေတယ်အဲ့ဒါကတော့ဒီယထာလန်ပေါ်မှာအသက်ပြောင်းသွားတဲ့သူတွေဟာတကယ်တမ်းထွက်ခွာမသွားကြဘူးဆိုတာပါပဲညတိုင်းမှာမမြင်ရတဲ့တခုခုဟာယထာဘုကိုလိုက်ပါစီးနှင်းလက်ရှိတယ်လို့ဆိုကြတယ်ကဲအဲ့ဒီမမြင်ရတဲ့အရာကဘာများချစ်မလဲ Hellfire Pass ကအရေးများလို့အမိရတဲ့အလွန်မောင်မိုက်ပြီးမိုးအုပ်နေတဲ့ညတညအကြောင်းတွက်လိုက်ရအောင်စာတိုလူခေါ်တဲ့ယထာမောင်းသူတယောက်ဟာတတော်နဲ့ကြီးတဲ့ကနေဂုံတင်ယထာကြီးကိုမောင်းနှင်လာခဲ့ပါတယ်လေယောင်ဆိုတာလုံးဝမရှိတဲ့ဒီလိုညမျိုးမှာတောနဲ့ကြီးတဲ့ကယထာခီးစင်ဟာဘလောက်တောင်အထီးကျမ်းပြီးခြောက်ချစရာကောင်းနေမလဲဆိုတာမန်းစားကြည့်လို့ရပါတယ်ယထာဟာရှေ့ကိုတဖြည်းဖြည်းခုတ်မောင်လိုက် Hellfire Pass လို့နာမည်ဆိုးနဲ့ကြောကြတဲ့ကြောက်တောင်ကြားနေရာကိုရောက်လာခဲ့ပါတယ်ဒီနေရာဟာလမ်းဖောက်တုံးကအသေးအပြောက်အများဆုံးဖြစ်ခဲ့တဲ့နေရာပါချီးမားတဲ့ကြောက်တောင်နံရံကြီးတွေကြားတဲ့ယထာဝင်သွားတဲ့အချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးကရုတ်တရက်အေးဆက်ပြီးလေးလံသွားသလိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲစာတိုရဲလက်ထုတ်ထီသူကယထာရှိကအမောင်တူးတဲ့ကိုစူးစိုက်ကြည့်ရင်အတန်တုံတုံရင်းရင်းနဲ့ခတ်တော်တော်လမ်းပြော်လိုက်ပါတယ်။ရှင်းမှာလူတယောက်ရက်နေတယ်တဲ့။စဉ်းစားကြည့်တော့အလွန်မောင်မိုက်နေတဲ့ဒေါနတ်ထဲကတန်လန်းပေါ်မှာရက်တရက်ပေါ်လာတဲ့လူရိပ်တစ်ခုစာတိုလဲလန့်ဖြစ်သွားပြီးယထာဘရိတ်ကိုအားကုန်သုံးပြီးအမြန်ဆုံးနင်းချလိုက်ပါတယ်ယထာကြီးဟာ break ဆွဲတန်းအကျယ်ကြီးနဲ့အတူတန်လန်းပေါ်မှာတွေ့လိုက်ပြီးရပ်တန့်သွားပါတယ်။ဒါပေမဲ့အဲ့လိုအပြင်းထန်ရပ်လိုက်ပြီးမဲ့လည်းယထာရှိကတန်လန်းပေါ်မှာတော့ဘယ်တော့မှမရှိနေပါဘူး။ဟာလာဟင်းလင်းဗလာချင်းနေတဲ့တန်လန်းကြီးကိုပဲတွေ့လိုက်ရပါတယ်။တကယ်အိမ်မက်ဆိုးကြီးကအခွန်မဆတာပါ။မမြင်ရတဲ့ခီးတွေကဂုံတွင်တွဲတဲ့ထက်မှဘယ်လိုထိတ်လန့်စရာတွေဖန်တီးခဲ့လဲစက်ကြည့်ရအောင်။တန်လန်းပေါ်မှာဘယ်သူမှမရှိတာတေချာသွားတော့သူတို့လည်းတပ်ဖြင်းချပြီးယထာကိုပြန်လက်ဆက်တင်ထွက်ခွာခဲ့ကြတယ်။ဒါပေမဲ့ယထာပြန်ထွက်ပြီးမိနစ်ပိုင်းအတွင်းမှာပဲအမောင်လူတန်းနဲ့ကြောက်မက်ဖွယ်ရတခုစတင်ဖြစ်ပေါ်လာပါတော့တယ်။ယထာရဲ့အနောက်ဘက်ကုံတင်တွဲတွေဆွေးရနေအလုံးထူးဆန်းတဲ့အတန်တွေထွက်ပေါ်လာပါတယ်။တုံဆိုတဲ့အတန်မျိုးပါ။လူတယောက်ကတွဲအပိတ်ကြီးရဲ့တွင်းထက်ကနေတကားကိုအတင်းထူရိုက်နေတဲ့အတန်မျိုးပါ။နောက်တွဲတွေမှာဘဲကုံပစ္စည်းမှမပါသလိုဘသူမှလည်းမရှိဘူးဆိုတာသူတို့အသေးချာသိထားတယ်။ဒါဆိုအထက်ကနေဘသူကများထူနေတာလဲစာတိုနဲ့တူလက်ထောက်ဟာမိအိမ်လေးတစ်လုံးကိုကင်ပြီးအနောက်တွဲတွေကိုစစ်ဆေးဖို့ဆင်းလာခဲ့ကြတယ်။တွဲထဲမှာဘယ်သူမှမရှိပဲဗလာကြီးထင်နေတာကိုတွေ့ရဖေမဲ့ချန်ပီယံပေါ်မှာတော့ရေတွေစိုးနေတဲ့ခြေအားတွေကိုရုတ်တရက်တွေ့လိုက်ရတယ်။အဲ့ဒီခြေအားတွေကိုမီးရောင်နဲ့ဖြည်းဖြည်းချင်းလိုက်ကြည့်တဲ့အခါတွဲရဲ့အမောင်မိုက်ဆုံးနောက်ဆုံးထောင်တဲ့နေရာမှာအဲ့ဒီခြေအားတွေရပ်တန့်သွားတာကိုတွေ့လိုက်ရပါတယ်အဲ့လီထောင်းကနန်ရန်ဘော်ကိုမီးအိမ်နဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့အလွန်ပဲကြေးကွဲစရာကောင်းပြီးခြောက်ခြားစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။တစ်သားနန်ရန်ဘော်မှာလက်သေးတွေနဲ့အတင်းချစ်ထုတ်ပြီးရေးထားတဲ့စာတစ်ကြောင်းပါ။ပိုးဆိုတာကအဲ့ဒီစာသားဟာသွေးတွေနဲ့ရေးထားတယ်လို့အနီးရောင်တွေစွန့်ထင်းနေခဲ့တာပါပဲ။အဲ့ဒီစာသားကတော့ help me ဆိုတဲ့အကူအညီတောင်းခံစာပါပဲ
အသက်ငင်နေတဲ့အချိန်မှာနာကျင်စွာနဲ့သွေးစွန်းနေတဲ့လက်သေးအနေနဲ့အတင်းချစ်ရေးသွားခဲ့တဲ့ဒီစာသားကိုမြင်လိုက်ရချိန်မှာသူတို့နဲ့အစလုံးကြက်တီးမွေးညင်းတဲ့ထားပြီးဘာလို့ရမှမသိအေးခဲသွားခဲ့ကြပါတယ် ပျောက်ဆုံးသွားသောယထာမောင်းတို့အကြောင်းနဲ့နောက်တစ်နေ့မနက်ခင်းကိုရောက်လာချိန်မှာတော့တောအုပ်ကြီးတစ်ခုလုံးဟာပုံမှန်မဟုတ်ပဲအကြတန်ကြားလောက်အောင်ကိုတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်ဖြစ်ပျက်ခဲ့တဲ့ຢာတွေကမနက်ခင်းအလင်းရောင်ရောက်လာမှပိုပြီးထင်ရှားလာခဲ့တာပါနောက်တစ်နေ့မနက်မှာလူတွေတွေ့လိုက်ရတဲ့မြင်ကွင်းကလုံးဝကိုပဟေလိဆန်ပါတယ်ယထာကြီးဟာတစ်တော်အလဲကောင်မှာရတန်းလျက်သားချင်နေပြီးအဆူရွာဆုံးကတော့ယထာမောင်းသူစာတော်ဟာလုံးဝကိုပျောက်ဆုံးနေခဲ့တာပါပဲစက်ခေါင်းခန်းထဲမှာကြံရစ်ခဲ့တာဆိုလို့စာတော်ရဲ့ဥထုတစ်လုံးတည်းသာရှိပါတော့တယ်သူဘဲကိုများရုတ်တရက်ပျောက်ကွယ်သွားခဲ့တာလဲ ဆက်တိုပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာစက်ခဲထဲမှာထပ်မံတွေ့ရှိခဲ့ရတဲ့နောက်ထပ်ထိတ်လန့်စရာစားတဲ့ကြောင်းရှိပါသေးတယ်အဲ့ဒါကတော့သူတို့အိမ်ပြန်ရှင်နေကြတဲ့ဒီစားကိုဘသူရေးသွားတာလဲဆက်တိုကိုယ်တိုင်ရေးခဲ့တာလားဒါမှမဟုတ်တခြားမမြင်ရတဲ့အရာတစ်ခုခုကများရေးသားခဲ့တာလားဆိုတာကတော့ဒီနေ့အထိပဟေလိတစ်ခုပါပဲအဆောင်မရှိရဲ့နောက်ဆုံးခရီးစဉ်တွေကအထုံးက93ခုနှစ်မှာတင်ပြီးဆုံးသွားခဲ့တာမဟုတ်ပါဘူးတင်မင်းရထားလမ်းရဲ့6ပွဲတမိုင်းကျောင်းဟာဒီနေ့ခေတ်ထီတိုင်းရှင်တန်နေစေပါယနေ့ခေတ်ရထားမောင်းသူတွေတောင်မှဒီထန်လန်းဟာဘယ်တော့မှလွတ်ကင်းငြိမ်သက်နေတာမဟုတ်ဘူးလို့ပြောကြပါတယ်ဒီနေ့ခေတ်မှာကြုံတွေ့နေရဆဲဖြစ်ရတဲ့ကအချိန်ကြိုက်ပါပဲညအတန်းခေါင်ရန်2နာရီတိမှာရထားဟာ Hellfire Bus ကိုဖြတ်တန်းသွားလေရှိပါတယ်2နာရီ5မိနစ်ရောက်တဲ့အခါနောက်ပတ်တွဲတွေမှာအယူပေါ်အီတင်နေတဲ့ဝင်းရင်ခရီးတွေအမောင်ထဲမှာထိုင်နေတာကိုမြင်တွေ့ရတတ်ပါတယ်။ပြီးတော့2နာရီ10မိနစ်တိမှာတော့ယထာကြီးဟာအလိုလိုရက်တန့်သွားပြီးအဲ့ဒီဝင်းရင်ခရီးတွေကတယောက်ဟာတဖြည်းဖြည်းမတ်တက်ရက်လာပါတယ်။အဲ့ဒီလိုမတ်တက်ရက်လာတဲ့ဝင်းရင်ဟာလွန်စွာမှတိတ်ဆိတ်ငြိမ်သက်နေတဲ့ညတန်းကောင်းရန်အချိန်မှာရင်ကွဲကြကောင်းပြီးကြက်တီးထကြကောင်းတဲ့မေကွန်တစ်ခုကိုတိုးတိုးလေးမဲလေရှိပါတယ်။ငါတို့အိမ်ပြန်ရပြီလားတဲ့ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့အိမ်မပြတ်နိုင်သေးပဲတန်လန်းပေါ်မှာလွေမျောနေတဲ့ဝင်းကြီးလေးရဲ့အတန်ပါပဲဒီကနေ့အချိန်အထိထိုင်းမှာနေဆက်ကဒီယထာလန်းတက်ရောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေကဆက်လက်ရှိနေစေပါရှင်းပြလို့မရတဲ့ထူးဆန်းတဲ့အတန်တွေတစ်ပင်တွေကြားထဲကဖြစ်ပြေးနေတဲ့လူရိပ်မြေးကြီးတွေနောက်ပြီးလူသူကင်းမဲ့နေတဲ့ယထာတွဲအလက်တွေထဲမှာဟိမ့်ထွက်နေတဲ့ခြေထံတွေကိုကြားနေရဆဲဖြစ်တယ်လို့မြင့်မြင့်တက်တွေကဆိုကြပါတယ်ဒါဟာခြေကွဲဝဲအတိတ်တမိုင်းရဲ့ပိတ်တင်တန်တွေပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုရှင်းလင်းတင်ပြပြီးအဆုံးသတ်ရရင်တော့မေခွန်းထုတ်စရာတစ်ခုပဲရှိပါတော့တယ်။ညနေတန်းခေါင်အချင်းချင်းမှာယထာတစင်ဖြတ်သွားတဲ့ကိုကြားလိုက်ရတဲ့အခါအဲ့ဒီယထာရဲ့အနောက်ဆုံးခန်းအမောင်ထဲမှာတိတိလေးထိုင်လိုက်ပါလာမယ်သူဟာဘသူများဖြစ်နေမလဲ။အခုဒီအကြောင်းကိုသိသွားပြီဆိုတော့ညဘက်ယထာတန်ကြားတိုင်းနောက်ကိုတစ်ချက်လောက်လှည့်ကြည့်နေဖို့တော့တတိယလိုက်ပါ။